Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော် DJI Mic တော့ဝယ်မှာဖြစ်ပါတယ်အစတော့ကျွန်တော်လကုံမဝယ်မယ်လို့ကျွန်တော်စဉ်းစားတာပေါ့နော်ဒါပေမဲ့မဆောင်နိုင်တော့လို့ကျွန်တော်ဒီနေ့မှာပဲတော့ဝယ်မှာဖြစ်ပါတယ်ကျွန်တော်ပြန်မှာတော့ဝယ်မှာလဲ Sunway Paramount မှာတော့ဝယ်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တော့ရောက်နေပါပြီအဝန်ပေါက်မှာပေါ့နော်ကားအရန်ချက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လိုလည်းအရန်များတယ်ဆိုတော့ကျွန်တော်ရောက်နေပါပြီကျွန်တော်တို့ရောက်ချင်းမှာပဲကျွန်တော်တို့မြန်တွေ့ရတဲ့နေရာပဲဖြစ်ပါတယ်အရင်တော့တခါတော့တွားဖို့တယ်ဒါပေမဲ့နေရာတိကျလမ်းတိကျကျွန်တော်လည်းမမှတ်ထားပါဘူးအခုလည်းလမ်းပြောင်းနေသေးပါခုထိတော့ဆိုင်မတွေ့ရသေးပါဘူး game site တွေတွေ့ရပါတယ်အပေါ်တက်လိုက်အောက်ဆင်းလိုက်လုပ်နေပါတယ်ဆိုတော့နောက်ဆုံးမှာတော့ကျွန်တော် site ကိုတွေ့ရပါတယ်customer တွေအများများတော့ကျွန်တော်ချာပစ္စည်းတွေလည်းလိုက်ကြည့်နေပါတယ်ဒီဆိုင်မှာတော့ပစ္စည်းတော့တော်တော်ဆုံးနေပါတယ်လိုလည်းအများပါတယ်အခုတော့ကျွန်တော်ပြန်တော့မှာပါကျွန်တော်အရင်လိုချင်တဲ့ပစ္စည်းလည်းကျွန်တော်ဝယ်ခဲ့ပါတယ်အခုကျွန်တော်ပြန်တော့မှာတော့ကားခေါ်နေတာပါကားဆောင်နေနဲ့ကျွန်တော်လိုက်ဆိုင်နေတာပါဖြစ်ပါတယ်တော်တော်လာပါတယ်အရင်တော့ကကျွန်တော်ပထမတွားတော့2018ပဲဖြစ်ပါတယ်အဲတော့ကလည်းအခုကဘာမှလည်းထူးခြားမှုမရှိပါဘူးဘာမှပြောင်းလဲမှုမတွေ့ရပါဘူးခုတော့ကျွန်တော်အိမ်ပြန်တော့မှာပါ The number you have dialed is not available at present. Please leave your message after the beep. Yeah, trendsetter. Whoa, league of my own, it don't get better. No, read what I wrote, I'm a bestseller. Yeah, reach for my goals, hit it dead center. Hit it dead center. အိမ်ရောက်ပြီဆိုတော့ကျွန်တော်ပစ္စည်းဖောက်ကြည့်မှာပဲဖြစ်ပါတယ်ထဲမှာပါတယ်ဆိုတော့ကျွန်တော်လည်းတူကြည့်ရအောင်ဆိုတော့ထဲမှာတော့အတွန်းကျိုးတစ်ချောင်းပါမယ်ပြီးကြတော့ဒီကျိုးကတော့ကင်မရာနဲ့ရွေးတဲ့ဟာပဲဖြစ်ပါတယ်ဆိုတော့ထဲမှာတော့သူ့ရဲ့ပစ္စည်းလေးတွေတော့ပါတယ်ဗောနော်အစုံတော့ပါတယ်သူ့ရဲ့ဘူးလေးကတော့တော်တော်လာပါတယ်ဒီထဲမှာဗောနော်ကျွန်တော်ကတော့အနေရောင်လိုချင်တာဗောနော်ဒါပေမဲ့သူအနေရောင်မရှိဘူးအဖြူရောင်ပဲရှိတယ်ဆိုတော့ကျွန်တော်အဖြူရောင်ရှိတဲ့ဟာပဲယူလိုက်ပါတယ်ဒါကတော့ကျွန်တော်တို့ဖုန်းမှာရှိတဲ့သက်စီကနေတော့တွဲတုံးလို့ရတဲ့ຢာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဖုန်းထဲမှာထည့်ပြီးတော့ကျွန်တော်တို့သုံးရုံပါပဲဗောနော်အရင်လက်ဆန်ပြပါတယ်ဒါတော့ power page power ဖွင့်တာဗောနော်ဒီပြားလေးတွေကတော့ကျွန်တော်တို့မိုက်ပေါ်မှာကျွန်တော်တို့ကတ်တဲ့ဟာပေါ့နော်အနက်လည်းမရှိဘူးပေါ့နော်ကျွန်တော်လိုချင်တဲ့အနက်လည်းမရှိပါဘူးအဖြူလည်းမရှိဘူးကျွန်တော်တို့ချန်တဲ့ခါလာရောင်ကတော့ဆုံးပါတယ်ပေါ့နော်ဗီဒီယိုကတော့ဒီလောက်ပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ထိုးကြည့်ရတင်ပါတယ်